အခုကျွန်တော် profile လိုက်တင်ပဲကျွန်တော် focus เนาะတနည်းအားဖြင့် frost နဲ့ကျွန်တော် sharp เนาะ hard focus ပေါ့เนาะဒါ bra လို့လည်းပြောတာပေါ့ဒါကျွန်တော်ဒါအခုဆိုရင်ဒါဒီအဝန်းဝိုင်းကလုံးဝ sharp focus ဖြစ်နေပါတယ်ဒါထင်ထင်ရှားရှားနဲ့အနာသက်တွေကိုကျွန်တော်တို့မြင်ရမှာဖြစ်ပါတယ်အခုကျွန်တော်အဲ့ဒါလေးကို soft focus လေးလုပ်မယ်တနည်းအားဖြင့် blur လို့လုပ်လိုက်တာပေါ့နော်ဒါကျွန်တော်ဒါဆိုရင်ကျွန်တော်တို့ focus ကဝိုးတော်ဝါလေးလုပ်လိုက်တော့ဒီအနာသက်လေးတွေကခုနကလို hard တုံးမရှိတော့ဘူး sharp မဖြစ်တော့ဘူး soft ဖြစ်သွားမှာပါဒါကျွန်တော်ဒီ lens ကိုအတိုးလျှော့ကျွန်တော်လုပ်ပေးနေဒီ focus ကိုကျွန်တော်ချိန်ချင်းဖြစ်ပါတယ်ဒါလိုအပ်တဲ့ဟိုကျွန်တော်ဇက်ဝင်ခန်းနေရပါတော့ hard တုံးလိုတဲ့ hard sharp focus လိုတဲ့ soft focus လို့ရှိရင်ကျွန်တော် lens ကိုအတိုးလျှော့နဲ့မှန်ဘလူးကိုအတိုးလျှော့လေးကျွန်တော်ဒီ knock လေးကိုလုပ်ပေးခြင်းအဖြစ်ဒီလိုရမှာဖြစ်ပါတယ်